လူတွေရဲ့လေးစားမှုကိုခံချင်ရင်ဒီအချက်၅ချက်ကိုလိုက်နာပါ၁နားထောင်ပြီးလူတဲ့စိတ်ရှိပါသူတစ်ပါးတွေနဲ့ဆုံတွေ့တဲ့အခါကို့အမြင်ကို့အကြောင်းကိုသိတာတွေကိုပဲပြောနေတာထက်တခြားသူကပြောတဲ့စကားတွေကိုငြိမ်သက်ပြီးစိတ်ဝင်စားစွာဂရုတစိုက်နားထောင်ပေးပါလိုအပ်ရင်အပြန်အလှန်ဆွေးနွေးပေးပါဒါပဲလို့ဆိုတဲ့မိတ်ပုံစံမျိုးမဟုတ်ပဲလိုအပ်ရင်ရွေးချယ်လို့ရအောင်ကောင်းမွန်တဲ့အကြံဉာဏ်လေးတွေပေးပါ2ရင့်ကျက်မှုရှိပါအပြောအဆိုအပြုအမူအနေအထိုင်ဝိစားစိတ်ရည်မှုတွေကိုဂရုစိုက်ပါတည်ငြိမ်ရင့်ကျက်အောင်နေထိုင်ပါဘာပြောဘာလုပ်စဉ်းစားချင့်ချိန်တတ်တဲ့အကျင့်လေးလုပ်ထားပါကိုကြောင့်ဘယ်သူမှမထိခိုက်ရအောင်ပြောဆိုပြုမှုနေထိုင်ပါ3သူများမကောင်းကြောင်းမပြောပါနဲ့ကိုလေးစားသမှုနဲ့ကိုစီချင်းကပ်လာသူကိုသူများမကောင်းကြောင်းတွေမပြောမိပါစေနဲ့ကိုစကားကိုနားထောင်နေတဲ့သူကငါမကောင်းကြောင်းတွေများလိုက်ပြောလိမ့်မလားဆိုတဲ့အတွေးမျိုးမဝင်ပါစေနဲ့ကိုစကားတွေကြောင့်သူတစ်ပါးတွေရောကိုဂုဏ်သိက္ခာကိုပါမထိခိုက်ပါစေနဲ့4ယူသားပါသစ္စာရှိပါဂတိတည်ပါယူကုန်နဲ့ပြေဝအောင်ယုံကြည်ထိုက်အောင်ယူသားပါကိုကျင့်တရားကောင်းမွန်အောင်ကြိုးစားပါကိုနဲ့ပတ်သက်သူတွေပေါ်သစ္စာရှိပါစီးထားပါကိုပေးတဲ့ဂတိအတိုင်းတည်နိုင်အောင်ကြိုးစားပါငါရည်မှန်းချက်ပြေဝအောင်ကြိုးစားပါကိုဘဝနဲ့တည်တင်လျောက်ပတ်တဲ့တိကျသေးချာတဲ့ရည်မှန်းချက်ထားပါရည်မှန်းချက်တွေပြေဝအောင်တစိုက်မမတ်ကြိုးစားပါတခြားသူတွေကိုမထိခိုက်မပြတ်စည်းစေပဲကိုယ့်ရဲ့ရည်မှန်းချက်တွေပြေဝအောင်မြင်အောင်ကြိုးစားပါစိတ်ကောင်းထားပြီးကံဉာဏ်ဝိရိယမျှတအောင်ကြိုးစားပါဒီ၅ချက်နဲ့ပြည့်စုံရင်ကိုပြန်ဆင်ခြင်းသုံးသက်တိုင်းလေးစားပွဲကောင်းနေမှာဖြစ်တယ်လို့သူတစ်ပါးတွေကလည်းကိုတန်ဖိုးထားလေးစားနေမှာဖြစ်ပါတယ်သာသနာ့နယ်ဆရာတော်